ခန့်ဝေါရာကုန်းတွေဟာဘာလို့အစားအစာကိုရေးစေးရတာလဲ ဘယ်အရာပဲဖြစ်ဖြစ်ရာကွန်းတွေရဲ့လက်ထဲရောက်သွားပြီဆိုရင်သူတို့ကအရင်ဆုံးရေနဲ့အရင်ဆေးကြပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့လက်ဖွားမှာအာယုံခံအဖျားလေးတွေအများကြီးရှိနေပြီးသူတို့ရဲ့အမြင်အာယုံကလည်းအလွန်ညံ့ဖြစ်တာကြောင့်ဖြစ်ပါတယ်။သူတို့ကအရာဝတ္ထုတွေကိုခွဲခြားတဲ့အခါမျက်စိနဲ့ကြည့်တာထက်ဒီလက်နှစ်ဖက်နဲ့စမ်းသပ်တာကိုပဲအဓိကအားကိုးကြပါတယ်။တစ်ချက်စမ်းကြည့်ုံနဲ့တင်ဒီအရာကဘာနဲ့လုပ်ထားလဲဆိုတာကိုသူတို့ခွဲခြားနိုင်ပြီးဘယ်ဟာကစားလို့ရတယ်ဘယ်ဟာကစားလို့မရဘူးဆိုတာကိုသိနိုင်ပါတယ်။သူတို့ကတကယ်ကိုလက်ကျွမ်းကျင်တဲ့ကျွမ်းကျင်သူတွေပါ။အထူးသဖြင့်သူတို့ရဲ့လက်ကိုရေစိမ်လိုက်တဲ့အခါအာယုံခံနိုင်စွမ်းကပိုပြီးထက်မြက်လာပါတယ်။အစားအစာရတဲ့အခါသူတို့အရင်ဆေးကြောတတ်တာဟာလက်ကသူတို့အတွက်အလွန်အရေးကြီးလို့ပဲဖြစ်ပါတယ်။ဒါကြောင့်သူတို့ကရေအရင်းမြစ်နဲ့နီးစပ်တဲ့နေရာတွေမှာနေထိုင်ရတာကိုကြိုက်နှစ်သက်ကြပါတယ်။ရာကုန်းတွေကိုမြောက်အမေရိကမှာအဓိကတွေ့ရပြီးခန္ဓာကိုယ်အရှည်90စင်တီမီတာနဲ့အလေးချိန်15ပေါင်ခန့်ရှိတတ်ပါတယ်။တကိုယ်လုံးမှာမီးခိုးနဲ့ရောင်အမွေးမြင်တွေရှိပါတယ်။သူတို့ကညဘက်မှာကျက်စားတတ်တဲ့တတဝါတွေဖြစ်တာကြောင့်သူတို့ရဲ့မျက်လုံးတစ်ဝိုက်မှာကြီးမားတဲ့ကွင်းနဲ့ကြီးတွေပါရှိနေတာပါ။ရာကုန်းတွေကတက်တိလည်းအလွန်ကောင်းပြီးလူကိုလည်းမကြောက်ကြပါဘူး။သူတို့စားတောက်တဲ့အစားအစာကလည်းအလွန်စုံလင်ပါတယ်။ဒါကြောင့်မြောက်အမေရိကမှာရာကုန်းတွေကိုအလွယ်တကူတွေ့နိုင်ပါတယ်။အမိုက်ပုံးထဲမှာရှိနေနိုင်တယ်လို့မျက်နှာကျက်ပုံမှာလည်းဖြစ်နိုင်ပါတယ်။သူတို့ရဲ့ပတ်ဝန်းကျင်နဲ့အသားကျနိုင်စွမ်းကအလွန်ကောင်းမွန်ပါတယ်။လူတွေရဲ့အိမ်ခေါင်မိုးကိုဖောက်ထွင်းဖျက်ဆီးထားတတ်ပြီးအဲ့ဒီလိုလှုပ်ထားပြီးရင်လည်းအလွန်ချစ်စရာကောင်းတဲ့ပုံစံလေးတွေပြတတ်ပါသေးတယ်